င်သားငှက်သည်မြန်မာယဉ်ကျေးမှုနှင့်တမိုင်းကြောင်တွင်အလွန်အရေးပါပြီးထင်ရှားသောငှက်တစ်မျိုးဖြစ်ပါသည်။အထူးသဖြင့်မွန်လူမျိုးလူ၏အမှတ်သားသင်္ကေတအထည်လူသိညာကြပါသည်။ဟင်သားငှက်နှင့်ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အချက်လက်များကိုအောက်ပါအတိုင်းစုစည်းဖော်ပြပေးလိုက်ပါသည်။တစ်သဘာဝနှင့်ဝိသေသလက္ခဏာများမျိုးနွယ်စုဟင်သားသည်ဘဲငါးနုနှင့်မျိုးရင်းတူပြီးရေပြူးကျွမ်းကျင်ပေါ်ရေပြိုငှက်အမျိုးအစားဖြစ်ပါတယ်။အယောင်အသွေးတဘာဝတွင်တွေ့ရသောဟင်သားများမှာများသောအားဖြင့်ရွှေဝါရောင်သို့မဟုတ်နီညိုရောင်ရှိပြီးအတောင်ဖျားများတွင်အမဲရောင်ပါရှိတတ်ပါတယ်။အလေအထားဟင်သားများသည်အလွန်သစ္စာရှိသောငှက်များဟုကြော်ကြားပါတယ်။အဖော့အဖတ်အပေါ်သစ္စာရှိပြီးတစ်သက်တွင်အဖော်တကောင်တဲနှင့်သာနေထိုင်တတ်သည်ဟုအဆိုရှိကြပါတယ်။နှစ်သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာအဓိပ္ပာယ်များမွန်လူမျိုးတို့၏သင်္ကေတဟင်သားဘိုးနှင့်ဟင်သားမတကောင်ပေါ်တကောင်ဆင့်နေသည့်ပုံသည်ဟန်သာဝရီပကုမြို့တီနန်းတီသမိုင်းကြောင်းနှင့်ဆက်ဆက်နေပြီးမွန်တို့၏အမျိုးသားရေးအမှတ်အသားဖြစ်လာခဲ့ပါသည်။ဗုဒ္ဓဘာသာနှင့်ဆက်နွယ်မှုမြတ်စွာဘုရားလောင်းဘဝပေါင်းများစွာထဲတွင်ဟင်သားမင်းထိခဲ့မှုသည့်ဇတ်တော်များရှိခြင်းကြောင့်ဟင်သားကိုမြင့်မြတ်သောတရားဝအဖြစ်သတ်မှတ်ကြပါသည်။အနုပညာမြမပန်းပူပန်းကြည်နှင့်ဘီတုကလက်ရာများတွင်ဟင်သားရုပ်ကိုတန်းစားဆင်းပြီးထဲ့သွင်းအသုံးပြုလေ့ရှိပါသည်။ဟင်သားနှင့်ပတ်သက်သောအယူအဆများဟင်သားငှက်သည်အေးချမ်းခြင်းသစ္စာရှိခြင်းနှင့်ကံကောင်းခြင်းတို့ကိုဆောင်ကျဉ်ပေးသည်ဟုယုံကြည်ကြပါသည်။ထို့ကြောင့်ရှေးမြန်မာမင်းများလက်ထက်တွင်နန်းသုံးပစ္စည်းများဥပမာဟင်သားတင်အိုးနှင့်အလေးတင်းတောင်းများတွင်ဟင်သားရုပ်ကိုထည့်သွင်းအသုံးပြုခဲ့ကြပါသည်။မှတ်ချက်ယနေ့ခေတ်တွင်ဟင်သားငှက်အစစ်အမှန်များကိုတဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့်တွေ့ရကဲလာတော့လေ၎င်းတို့၏ပုံရိပ်မှာမြမယဉ်ကျေးမှုတွင်ယနေ့တိုင်ရှင်သန်နေစေဖြစ်ပါသည်။